ဒီနေ့ကျွန်တော်တို့ခီးထွက်ကြမယ့်နေရာကတော့ကမ္ဘာမြေပုံပေါ်မှာအကြီးဆုံးလူဦးရေအများဆုံးနဲ့ရှေးအကျဆုံးရည်ကျင်းမှုတွေစုဝေးရာအာရှတိုက်ကြီးစီကိုပဲဖြစ်ပါတယ်။ကမ္ဘာကုန်းမြေရဲ့30%ကိုပိုင်ဆိုင်ထားတဲ့ဒီအာရှတိုက်ကြီးဟာဘလောက်တောင်ကျယ်ဝန်းပြီးဘယ်လိုထူးခြားတဲ့အရာတွေရှိနေမလဲဆိုတာခဏလောက်အချိန်ပေးပြီးအတူတူလေ့လာကြည့်ကြရအောင်ဗျာ။ပထမဆုံးအာရှတိုက်ရဲ့အတိုင်းအတာကိုကြည့်ရအောင်ပါ။စတုရန်ကီလိုမီတာ44သန်းကျော်ကျယ်ဝန်းတဲ့အတွက်အာရှတိုက်ဟာလပေါ်မှာရှိတဲ့မျက်နှာပြင်ဧရိယာထက်တောင်ပိုပြီးကြီးမားပါတယ်။ဒီတိုက်ကြီးထဲမှာဆိုရင်ကုလသမဂ္ဂကအတိအမှတ်ပြုထားတဲ့နိုင်ငံပေါင်း49နိုင်ငံအထိရှိပါတယ်။အကျယ်ဝန်းဆုံးနိုင်ငံလို့ပြောလိုက်ရင်တကမ္ဘာလုံးမှာပါအကြီးဆုံးဖြစ်တဲ့ရုရှားနိုင်ငံကြီးကိုပြင်းပြကြမှာပါ။ဒါပေမဲ့ရုရှားရဲ့တစိတ်တစ်ပိုင်းကဥရောပဘက်ကိုရောက်နေတာမို့လို့အာရှထဲမှာပဲတည်နေရှိနေတဲ့နိုင်ငံတွေထဲမှာတော့တရုတ်နိုင်ငံဟာအကြီးဆုံးပါ။တစ်ဖက်မှာလည်းအိန္ဒိယသမုဒ္ဒရာတွေကကျွန်းစုလေးတွေနဲ့ဖွဲ့စည်းထားတဲ့မော်ဒိုင်းနိုင်ငံလေးကတော့အာရှတိုက်ရဲ့အသေးငယ်ဆုံးနိုင်ငံအဖြစ်တည်ရှိနေပါတယ်။မြေမျက်နှာတင်ပင်ကိုကြည့်ရင်လည်းအာရှဟာအစွန်းနှစ်ဖက်ကိုရောက်နေပါတယ်။ကမ္ဘာအမြင့်ဆုံးဧဝရက်တောင်ထိပ်ကနေကမ္ဘာအနိမ့်ဆုံးပင်လယ်သေးတစ်စီအထိဒီတိုက်ကြီးထဲမှာပဲရှိနေတာပါ။အာရှရဲ့အရှေ့ဆုံးရန်စီမြစ်ကြီးနဲ့ကျွန်တော်တို့ရဲ့အမိအေယာဝတီမြစ်တွေဟာတန်းနဲ့ချီတဲ့လူသားတွေကိုအသက်ဆက်ပေးနေပါတယ်။လေယာဉ်ဇာတာမှာလည်းအာရှကထိပ်ဆုံးမှာပါ။အရှေ့အလယ်ပိုင်းရဲ့ရေနံနဲ့သဘာဝဓာတ်ငွေ့တွေမြန်မာနိုင်ငံရဲ့ကမ္ဘာကျော်ဗရမများနဲ့ကြောက်စိမ့်တွေဟာကမ္ဘာဈေးကွက်ကိုလွှမ်းမိုးထားပါတယ်။တစ်ဖက်မှာလည်းအေးဆက်6သွေးတဲ့ဂိုဘီကန္နာယာကြီးကတော့အာရှရဲ့အကြီးဆုံးသဲကန္နာယာအဖြစ်တည်ရှိနေပါတယ်။ဒီတိုက်ကြီးထဲမှာကျွန်တော်တို့သတိထားရမယ့်အန္တရာယ်တွေလည်းရှိပါတယ်။တောဘီရင်ဘင်္ဂလားဂျာတွေအစိတ်ပြင်းလာတဲ့မွေဟောက်တွေအပြင်အင်ဒိုနီးရှားကျွန်းစုတွေပေါ်မှာတော့ရှေးဟောင်းဒိုင်နိုဆောတွေရဲ့မျိုးဆက်လူတောင်တင်စားရတဲ့ကမ္ဘာအကြီးဆုံးကိုကြီးကိုမိုဒိုနဂါတွေကဆိုထားပါတယ်။သူတို့ရဲ့တွေဟာဗက်တီးရီးယားတွေပြည့်နေနေပြီးသားကောင်ကိုတစ်ချက်ကဲလိုက်တာနဲ့တင်အသက်အန္တရာယ်ပေးနိုင်တဲ့ဒီကြောက်စရာကောင်းပါတယ်။တကယ်တော့အာရှတိုက်အကြောင်းဟာကျွန်တော်အခုပြောပြခဲ့တဲ့အများကြီးပိုပြီးကျယ်ပြန့်ပါတယ်။ကမ္ဘာအကြီးဆုံးတိုက်ကြီးဖြစ်သလိုဘာသာတရားအလုံးရဲ့မြင်ပြခံရလည်းဖြစ်ပါတယ်။အေးအားမှတောင်တန်းကြီးတွေအဆုံးမရှိတဲ့ပင်လယ်ပြင်တွေနဲ့ကျွယ်ဝတဲ့ရည်ကြီးမှုတွေကဒီတိုက်ကြီးကိုထူးခြားအောင်ပံ့ပိုးပေးထားတာပါ။ကဲအခုဗီဒီယိုကိုကြည့်နေတဲ့တကယ်ချင်းတို့ကိုတစ်ခုလောက်မေးချင်ပါတယ်။အခုကျွန်တော်ပြောပြသွားတဲ့အာရှတိုက်ရဲ့အချက်လက်တွေထဲမှာသင်တို့အတွက်အံ့ဩစရာအကောင်းဆုံးဒါမှမဟုတ်အထူးခြားဆုံးလို့ထင်ရတဲ့အချက်ကဘယ်အရာဖြစ်မလဲ။ပြီးတော့သင်ဟာအာရှတိုက်ထဲကဘယ်နိုင်ငံကိုအလဲပတ်သွားကြပါသလဲ။ကိုယ့်ရဲ့စိတ်ကူးလေးတွေကိုအောက်က comment မှာရေးပေးခဲ့ပါအောင်ဗျာ။ကျွန်တော်ဖတ်ကြည့်ခြင်းလို့ပါ။အဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။